နိုင်မော်ရမောင်ဖိလို့အယောင်လေးစေဖို့ပါအေးဗျာဝေးလို့တင်းဆန်းစေဖို့ရအေးကဘာအေးဖို့မှတ်တမ်းပြင်ခဲ့တာအေးဗျာဝေးလို့တင်းဆန်းစေဖို့ရအေးကဘာအေးဖို့မှတ်တမ်းပြင်ချမ်းသာစေဖို့ရာတိုက်ညီလာတာဖေဗရေသာဖွင့်လို့ပေးလိုက်တာသာသနာတော်အခေါင်ထင်အောင်ခြင်းနဲ့အောင်တရားစောင့်နေလို့အောင်တရားဘိုးစီဘုံမောင်ဘုံသားပေးတာဖေဗရေသာဝေဗရေသာမြေရွာမှာချမ်းသာစေဖို့ရာတိုက်ညီလာတာဖေဗရေသာဖွင့်လို့ပေးလိုက်တာပြင်ခဲ့တာဗျာဝေးလို့တင်းဆန်းစေဖို့ရာအေးကဘာအေးဖို့မှတ်တမ်းပြင်ခဲ့တာရလန်းစီမောင်ရကန်းစီဆရာမဆန်းဝေယပွက်ဆန်းခွေပါရမီရှိတာကြီးဝိညာသတိကမှုဖြင့်အစင်ခါအောင်ခြင်းနဲ့အောင်ရသေးဖို့ရာမောင်ဖိလို့အယောင်လေးစေဖို့ပါအေးဗျာဝေးလို့တင်းဆန်းစေဖို့ရာအေးကဘာအေးဖို့မှတ်တမ်းပြင်ခဲ့တာအေးဗျာဝေးလို့တင်းဆန်းစေဖို့ရာအေးကဘာအေးဖို့မှတ်တမ်းပြင်ခဲ့တာဒီဝိညာဒီဝိပင်အမြင်တအောင်ဝင်ချမ်းမြရှင်ပြနိုင်ဖို့ရာအမောင်ဖိလို့အယောင်လေးစေဖို့ပါဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့ယန္တနာမြတ်သုံးပါးရဲ့ဂုဏ်တော်တွေကိုအကျယ်တဝင့်ချီးကျူးပူဇော်ထားပြီးတော့လောကီလောကုတ္တရာအကျိုးများတွေဆုတောင်းကမ်းများပြည့်ပြည့်စုံစုံပါရှိတဲ့မဟာဝေဓဗ္ဗမန္တန်တော်ကြီးရဲ့ပါဠိတော်ကိုရွတ်ဖတ်ပူဇော်ပေးသွားမှာဖြစ်ပါတယ်ဒီမန္တန်တော်ကြီးရဲ့အနှစ်မြန်မာပြန်ကိုဒီတရားအေးရဲ့ YouTube Channel ကနေရွတ်ဖတ်ပူဇော်ပြီးဖြစ်တဲ့အတွက်လွယ်ကူစွာရှာဖွေပူဇော်နိုင်ပါတယ်ဒီမန္တန်တော်ကြီးကိုအဋ္ဌံအနေနဲ့ဒီနေ့28ခေါက်